အတားကြီးမြို့နယ်မှာကြိုဆိုပါသည်ဤဗီဒီယိုတွင်အတားကြီးမြို့နယ်၏အမျိုးသားကျန်းမာရေးအာမခံအကြောင်းကိုရှင်းပြပေးသွားပါမည်ဂျပန်နိုင်ငံတွင်ကျန်းမာရေးအာမခံဟုခေါ်သောစနစ်တစ်ခုရှိပါသည်၎င်းသည်ဖျားနာခြင်းသို့မဟုတ်တန်ရာရရှိသည့်အခါများအတွက်အားလုံးကငွေကြေးထည့်ဝင်ပြီးအပြန်အလှန်ကူညီကြသောစနစ်တစ်ခုဖြစ်ပါတယ်ကျန်းမာရေးအာမခံထားပါကဈေးရုံတွင်ပေးဆောင်ရမယ့်ငွေမှာအခြေခံအဖြစ်30%သာပေးဆောင်ရန်လိုအပ်မည်ဖြစ်ပါတယ်။ဂျပန်နိုင်ငံတွင်နေထိုင်သူများသည့်လုပ်ငန်းခွင်အာမခံသို့မဟုတ်အမျိုးသားကျန်းမာရေးအာမခံတွင်မဖြစ်မနေပါဝင်ရပါမည်။နိုင်ငံသားများအတွက်လည်းအတူတူပင်ဖြစ်ပါတယ်။ဂျပန်နိုင်ငံတွင်3လထက်ပို၍နေထိုင်မည့်နိုင်ငံသားများသည်ကျန်းမာရေးအာမခံထားရှိရပါမည်။ထို့သောခရီးသွားရန်သို့မဟုတ်စေကုသမှုခံယူရန်ဂျပန်နိုင်ငံသို့လာရောက်သူများမှာအာမခံထားရှိယူရပါဤကျန်းမာရေးအာမခံကိုမိမိဘာသာလျှောက်ထားရန်လိုအပ်ပါမည်အလိုလျောက်အာမခံဝင်ပြီးပါမခံနိုင်ပါနေထိုင်သူမပုံတင်ပြီးပါကအဒါရှိမြို့နယ်ယုံအဒါချီစီတီဟော့ရှိအမျိုးသားကျန်းမာရေးအာမခံဌာနတွင်ချက်ချင်းသွားရောက်အစင်းစင်းဆောင်ရွက်ပေးပါရန်ရေးပြီးတော့အတိပေးချက်3ခုရှိပါသည်ပထမချက်မှာဝင်ငွေရစီရင်ခံခြင်းရှိပါသည်အာမခံခြင်းကိုရခင်နှင့်ဝင်ငွေပေါ်မူတည်၍တွက်ချက်ပါသည်ဝင်ငွေစီရင်ခံရန်မမေ့ပါနဲ့ဝင်ငွေတုံညရန်ထင်တော်လေအစီရင်ခံရန်လိုအပ်ပါသည်ရခင်နှင့်ဝင်ငွေနည်းပါကအာမခံခြင်းရှော့ပေါ်ပေးနိုင်သည်ဒုတိယချက်မှာနှုတ်ထွက်ခြင်းဆိုင်ရာလုံထုံနည်းများဖြစ်ပါသည်အာရာချိမြို့နယ်မှာပြောင်းရွှေ့သည့်အခါသို့မဟုတ်အလုပ်ခွင်အာမခံသို့ဝင်ရောက်သည့်အခါတွင်မဖြစ်မနေအစီရင်ခံပါလုံထုံနည်းများမလုံဆောင်ပါကအာမခံခြင်းဆက်လက်ကြားသိနေမည်ဖြစ်ပါသည်တတိယအချက်မှာတိုင်းပင်ဆွေးနွေးခြင်းဖြစ်ပါသည်အာမခံခြင်းပေးဆောင်ရန်ခက်ခဲပါကအမျိုးသားကျန်းမာရေးအာမခံဌာနသို့အမြန်ဆုံးဆက်သွယ်တိုင်းပင်ပါအာမခံခြင်းမပေးဆောင်ပါကအခက်အခဲရှိနိုင်ပါပြီဗီဇနေထိုင်ခွင့်တက်တန်းတိုးမြင့်လီမယားချင်းများဖြစ်ပေါ်နိုင်ပါတယ်ထို့ပြင်နောက်ကျခြင်းများလည်းပေးဆောင်ရနိုင်ပါတယ်တတ်မှတ်ရအတွင်းမမေ့မလျော့ပေးဆောင်နိုင်ရအတအာမခံကြီးကိုဘဏ်အကောင့်မှအဆင့်ပေးဆောင်ကြပါစို့ထို့ပြင်စုငွေနှင့်လာစာများကိုလည်းချုပ်ကိုင်သိမ်းဆည်းခံရနိုင်ပါတယ်အာမခံကြီးကိုတတ်မှတ်ထားသောနေ့ရက်တွင်ပေးဆောင်ပါအသေးစိတ်အချက်လက်များအတွက်အတားကြီးမြို့နယ်၏ website တွင်ကြည့်ရှုပေးပါကြည့်ရှုပေးသည့်အတွက်ကျေးဇူးတင်ပါတယ်